ဘယ်အခုဒီနှိမ့်တဲ့နှိမ့်ဘက်ကတော့ပေါင်ကိုပေါင်ထိပ်ပေါ့အဲ့တော့ဒူးနဲ့ပိုင်ပိုင်နဲ့ဖိတာခါကိုစအောင်ထားအဲ့ခါတော့ဟိုအဲ့မှာခစီရိုးကနေပြီးတော့ကုတ်တီဖြောင်းဖြောင်းတဲ့လက်ကိုပုံမှန်သွားအဲ့ရပြီးလို့ရှိရင်နောက်ခစီရိုးအပေါ်ကနေပြီးတော့ထွက်လာတဲ့အကျိုးကနေပြီးတော့အဲ့လက်ပြင်းတီပုံမှန်သွားဘာကြောင့်သွားလဲဆိုလို့ရှိရင်အဲ့နှစ်ကြောဟာဟိုဝဲရပေါ့ဝဲရဆိုလေးကြောဖြစ်မှာပေါ့အဲ့ဒီကြောကိုနှိပ်ချင်းအပြင်စပြီးတော့ပြောရမှာဆိုခါးကြိုက်တာခါးနာတာတွေရင်ကြီးဖြစ်တာတွေတချို့အသက်ရှူမောင်းရတာမျိုးတွေဖြစ်တဲ့သဘောမှရှိတယ်အချို့နိုင်ကြောကြီးနှုတ်တယ်နိုင်ကြောင်နှုတ်တယ်ဆိုလို့ရှိရင်လည်းဒီကြောကိုနှိပ်လို့ရတယ်ပြီးတော့ဇက်ကြောတက်တာကိုကြောတက်တာတွေအစီအပြေတယ်ပေါ့အချို့ရှိရဲ့ကောင်းစိတ်ကိုငေါလို့ရှိရင်မူသွားတယ်မိုက်သွားတယ်ပေါ့လို့ရှိတယ်နောက်တစ်ခုကကျတော့အချို့ကောင်းမောမရဘူးဇက်ကြောကြီးတောင်းပြီးတော့တင်းပြီးတော့နောက်ကိုနှံလို့မရဘူးဆိုရင်လည်းအဲ့ဒီကြောတွေကိုပြော့အောင်အရင်ဆုံးနှိပ်ရတယ်နှိပ်ပြီးလို့ရှိရင်ပြီးတော့ကိုလိုအပ်တဲ့ထင်းတဲ့နေရာကြောလေးကိုလိုက်ပြီးတော့ဖြည့်ပေးရတယ်ပေါ့ဒီဟာကိုနှိပ်တဲ့အခါမှာဇက်နေတချို့ကခုံတွေသွားတာပေါ့အဲ့လိုမသွားရဘူးပုံမှန်လေးနဲ့ဖြီးလိုက်နှိပ်လိုက်ကြွားလိုက်ဖြီးလိုက်နှိပ်လိုက်ကြွားလိုက်နဲ့တစ်ချက်နှိပ်လို့ရှိရင်30တက်ဝန်းကျင်လောက်ပေါ့နော်အချက်ကိုအဲ့လောက်ကြာရတယ်အဲ့ဒါမှလည်းအကျော်ကပွင့်လာတာအကျော်မှာဘယ်လိုရှိတယ်ဆိုရင်အခေါင်းမာတဲ့အကျော်နဲ့အခေါင်းမမာတဲ့အကျော်ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့အချင်းအချင်းအဲ့ဒီမှာဟိုကအခေါင်းမာတဲ့အကျော်ရဲ့အခေါင်းမမာတဲ့အကျော်ရဲ့ဆိုတာနှစ်မျိုးရှိတယ်အခေါင်းမာတဲ့အကျော်ကဘာအလုပ်တွေလုပ်တယ်လဲလို့ရှိရင်သွေးလေကိုတွန်းအားပေးတာပေါ့စီးသွင်းနေတဲ့ရောအကျော်ပေါ့နော်အဓိကများသောအားဖြင့်ဒီအခေါင်းမာတဲ့အကျော်ကိုတို့ကများသောအားဖြင့်ပြုပြင်ပေးရတာများတယ်ပေါ့ဒါမှအခေါင်းမမာတဲ့အကျော်ရှိသေးတယ်အဲ့ဒါပြုပြင်ပေးကြမလို့လားလို့မေးရင်သူ့ယောဂနဲ့သူလိုအပ်တယ်ပေါ့ဒါအချင်းအားဖြင့်ဒါလည်းနည်းနည်းလေးကျေအောင်မယ်ဆိုလို့ရှိရင်သွေးကြောလေကြောအာယုံကြောခဏကိုတစ်ခုတစ်ခုဟောပြအောင်စိုင်းထားတဲ့အကျော်တွေပေါ့အစိတ်ဆက်မပြုတ်အောင်ပြီးတော့ခုကြောဆိုတာရှိတယ်ကန့်လန့်သွားနေတဲ့အကျော်လေးတွေပေါ့အယိုးစစ်လေးတွေမှာရှိတယ်ဒီကျော်လေးရှိတယ်ဒါနဲ့မကပ်သွားမယ်ဆိုလို့ရှိရင်အကျော်ရတော့အများကြီးပေါ့နော်အများကြီးပေါ့တို့အဓိကမှတ်ထားရမှာကဗရဏာကျော်နဲ့အောက်ရဏာကျော်လို့ခေါ်တာပေါ့အဓိကကြားတဲ့အကျော်နဲ့အဓိကအញ្ញံကျော်လို့ခေါ်မှာပေါ့နော်အញ្ញံကျော်လို့ခေါ်တာပေါ့အဓိကကျော်နဲ့အញ្ញံကျော်ပေါ့ဒါဆိုခဏကုန်မှာအញ្ញံကျော်ဆိုတာရှိလားလို့အញ្ញံအတိုင်းမှာအញ្ញံဆိုတာရှိတယ်အញ្ញံဆိုတော့ကိုယ်မုံမှန်ပြီးထောက်မှန်ပေးထားတဲ့အကျော်အရာဝတ္ထုတွေကိုအញ្ញံလို့ခေါ်တယ်ပေါ့အဓိကလှုပ်ဆောင်ရတဲ့အကျော်ကိုအဓိကအကျော်လို့ခေါ်တာပေါ့နော်အကျော်ပဲဖြစ်ဖြစ်အခြားသောအရာတွေဖြစ်တို့သမင်းဟင်းစားတဲ့အခါတော့ကြည့်လိုက်လေသမင်းစားမယ်လို့ပြောတာဟင်းစားမယ်လို့ဘယ်မှမပြောကြဘူးပေါ့နော်သမင်းစားမယ်ပြောတာဒါဆိုရင်သမင်းကအဓိကဖြစ်တယ်လို့ပေါ့နော်ဒါဟင်းဆိုတာအရင်တော့ပဲဖြစ်တယ်ပေါ့ဟင်းဆိုတော့အများကြီးပေါ့နော်စက်သားဝါသားအသီးရွက်အသီးနှံဆက်တဲ့ချင်းပေါ့နော်အများကြီးတော့ရှိတာပေါ့အဲ့လိုပဲဒါဥပမာတော့နီးစရာလေးကိုဒါဥပမာတော့ပြတာပေါ့နော်ကျန်တဲ့ဟာတွေလည်းရှိမှာပေါ့နော်ဒါမင်းတို့ငါတို့လည်းအမြဲတမ်းဖြည့်ပြနေတဲ့ဥပမာပေါ့ဟိုဟင်းစားရအောင်ဟေးဘယ်မှမခေါ်ဘူးသမင်းစားအောင်ဟိပဲခေါ်ကြတယ်ပြောကြတယ်ပေါ့နော်သမင်းစားမယ်သမင်းစားပြီလားလူချင်းမေးတယ်လွယ်မေးကြတာပေါ့အဲ့ဒါကြောင့်မလို့ဒီမှာလည်းဘာအောင်သူအဓိကခါနာလို့ရှိရင်ခါနာတယ်ဒါပေမဲ့ခါနာတာဟုတ်တယ်အဲ့နာတဲ့နေရာကိုတို့ကတရားကြီးကန်ပြီးတော့နှိပ်ပေးမယ်ဆိုလို့ရှိရင်အဲ့နှိပ်တဲ့အကာမှာဆိုရင်နှိပ်တဲ့သူကဘာမှမခံနိုင်ဘူးနာပါဆိုမှနာတဲ့နေရာနှိပ်ရင်ဘယ်ခံနိုင်မလဲမခံတဲ့ခါကျပိုးပြီးတော့ဆိုးသွားတယ်ပိုးပြီးတော့ဆိုးသွားတယ်အဲ့ကြောင့်မလို့သူနဲ့ဆိုင်ရာအကျော်လေးကိုအရင်ဆုံးပြေးအောင်ဖြည့်ရောအောင်လျှော့ပြီးတော့မှအဲ့နာရဲ့ကျော်လေးတွေကပြုပြင်ပေးရတာပေါ့နော်အခုလည်းလိုပဲခါကိုနှိပ်တယ်ခါနှိပ်မဲ့ခေါင်းတော့မလိုက်လို့လေဆိုင်နာပေါ့ဒါခေါင်းအာယုံကျော်ပြီးသွားတယ်ဖုံးတော့ပြီးသွားတဲ့အကျော်ပဲနော်အဲ့ကြောင့်မလို့ဒီခက်ထက်ကနေပြီးတော့ဂုံးဆက်စီကိုကြောသွားမယ်ပြီးတော့ခက်ရိုးကိုထက်ကနေပြီးတော့လက်ပြင်းနှမ်းထိကြောသွားမယ်ပေါ့အဲ့တော့ပိုင်ပိုင်နဲ့သွားအကျော်မှောင်လေးအကျော်မှောင်လို့အဲ့ဆိုရင်မင်းတို့အဆင်ပြေတယ်ပေါ့နော်စိတ်မလောနဲ့စိတ်ဆန္ဒမပြင်းပြနဲ့လုံးရင်ဖြစ်ရမယ်ဆိုတော့စိတ်ကတော့လွမ်းကိုစီမှာထားရတယ်အဲဒါလို့ပျောက်စင်တော်တွေနှိမ့်စင်တော်တွေဆွတ်ဆက်ပြီးတော့မချစ်နေမနဲ့သွားပြီးနှိမ့်နေအန်ဒရဖြစ်တယ်ပေါ့နော်အန်ဒရဖြစ်တယ်ကိုယောဂကိုမပြောက်တာထက်ကိုကိုကြောင့်ပုံမဆိုးသွားပြီဆိုးပါစီတဲ့
စွပ်တွေ့ဦးတူပဲဒါလိုတော့ပုတ်ခတ်တော့မဟုတ်ဘူးအဖြစ်တော့မဟုတ်ဘူးအချို့လာတော့ကျတော့မှဆိုင်တင်နဲ့လမ်းချောက်ပြီးတော့အချို့လာနိုင်တယ်အဲ့ဒီမှာရတော့မပြေနိုင်တော့ဘူးအမျိုးဖြစ်တာမျိုးရှိတာပေါ့နော်ဒါတွေကတမကောင်းဘူးပေါ့နော်အဲ့ဒါမျိုးကိုယ့်အတွက်နေပတ်သက်ပြီးတော့ယောဂဝရဏရှင်ကိုပို့ပြီးတော့စိုးမသွားသေးနဲ့စိုးသွားရင်အန္တရာယ်ဖြစ်တယ်ပေါ့နော်ဒီမှာဆရာပြထားတဲ့အတိုင်းပဲလုပ်လို့ရှိရင်ယောဂဝရဏပိုစိုးသွားတယ်ဆိုလို့ရှိရင်တာဝန်ယူရအာမခံတယ်ပြင်ပြရတယ်အေးမဟုတ်ဘူးကိုနဲ့ကိုတူဆွေးပြီးတော့ဖိုကန်ဒီကန်လျှောက်ကန်ဖြစ်သွားရင်တော့အာမမခံဘူးเนาะဒါတော့အားလုံးသိဖို့လိုတာပေါ့เนาะဟုတ်ပါပြီအားလုံးဒါလေးကိုမှတ်ထားပေါ့